အားလုံးပဲမင်္ဂလာပါရှင်ဟိုအိုပိုနိုပိုနို healing လေးမှာ I'm sorry ဆိုတဲ့စကားလုံးလေးပါတယ် I'm sorry ဆိုတဲ့အတိုင်းပဲသူကတောင်းပန်ပါတယ်တဲ့အဲ့တော့ကိုကဘယ်အရာကိုတောင်းပန်ပါလဲဘာကိုတောင်းပန်ပါလဲပေါ့အဲ့တော့ချိန်ရမယ်ဆိုလို့ရှိရင်တက်တောင်းတဖြစ်တဲ့နေရာလေးတစ်ခုမှာထိုင်လေကိုဖြည်းဖြည်းမှန်မှန်နဲ့ပြေးပြေးဝဝလေးရှုသွင်းကိုယ့်ရဲ့အဆုတ်ထဲမှာအောက်ဆီဂျင်နဲ့ပြေးဝသွားအောင်ရှုသွင်းပါပြန်ပြီးတော့ရှုထုတ်တဲ့ခါကျရင်လည်းပါးစပ်ကနေရှုထုတ်ပြီးတော့ကောင်းစခြေဆုံးကိုစိတ်ကိုဖြည့်လျှော့ပေးလိုက်ပါနောက်တစ်ချိန်လေးကိုဖြည်းဖြည်းမှန်မှန်နဲ့ပြေးပြေးဝဝလေးရှုသွင်းအဆုတ်ထဲမှာအောက်ဆီဂျင်တွေပြေးဝသွားအောင်ရှုသွင်းပြီးသွားလို့ရှင်ပြန်ပြီးတော့ရှုထုတ်တဲ့ခါကျရင်စိတ်ကိုရှော့ချပေးလိုက်ပါနောက်တစ်ချိန်ကိုယ့်ရဲ့စိတ်အာရုံလေးကိုစူးစီးပြီးတော့လေကိုဖြည်းဖြည်းမှန်မှန်နဲ့ပြေးပြေးဝဝလေးရှုသွင်းပြန်ပြီးတော့ရှုထုတ်တဲ့ခါကြာလို့ရှင်လေစိတ်ကိုရှော့ချပေးနိုင်အခုချိန်မှာကိုယ့်ရဲ့စိတ်အာရုံလေးကိုစူးစီးပြီးတော့အရင်ဆုံးတော့ကိုတောင်းပန်ရအောင်တခါလေကြာရင်ကျမတို့ကကိုယ့်ရဲ့စိတ်ကိုရောကိုယ့်ရဲ့ခန္ဓာကိုယ်ရောဝင်တော့ဝင်ဖို့ဖြစ်အောင်လုပ်တတ်တယ်ကိုမသိဘဲနဲ့တခါလေကြာရင်လည်းဝင်ပိနေတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ကိုပဲအာရုံပြုပြီးတော့ကိုယ့်ရဲ့နှလုံးသားလေးကိုအာရုံပြုပြီးတော့ I'm so sorry ငါတောင်းပန်ပါတယ် please forgive me ငါ့ကိုခွင့်လွှတ်ပါ I love you ငါနင့်ကိုချစ်ပါတယ် I thank you ငါနင့်ကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါနောက်တစ်ခေါက်လောက်ဒီစကားလုံးလေးကိုထပ်ပြီးတော့နက်နက်ရှိုင်းထပ်ပြောကြည့်ရအောင်ကိုယ့်ရဲ့နှလုံးသားလေးကိုချိတ်ဆက်ပြီးတော့ I'm so sorry ငါတောင်းပန်ပါတယ် please forgive me ငါကိုခွင့်လွှတ်ပါ I love you ငါနင့်ကိုချစ်ပါတယ်အကြာကြီးပြစ်ထားခဲ့မိတယ်ဆိုရင်လည်းတောင်းပန်ပါတယ် I love you I thank you ငါနင့်ကိုကျေးဇူးတင်ပါတယ်နောက်တစ်ခါလောက်ထပ်ပြောကြည့်ရအောင် I'm so sorry ငါတောင်းပန်ပါတယ် please forgive me ငါကိုခွင့်လွှတ်ပါ I love you ငါနင့်ကိုချစ်ပါတယ် I thank you ငါနင့်ကိုကျေးဇူးတင်ပါတယ်ဒီစကားလုံးလေးလုံးဟာအမတန်ကို powerful ဖြစ်ပါတယ်လေကိုဖြည်းဖြည်းမှန်မှန်နဲ့ပြေးပြေးဝရှုသွင်းရှုထုတ်တိုင်းမှာစိတ်မသက်မသာဖြစ်တဲ့အရာတွေအကုန်လုံးကိုရှုထုတ်လိုက်ပါရင်ဘတ်ထဲကကြက်နေတဲ့အရာတွေအကုန်လုံးကိုလည်းရှုထုတ်လိုက်လို့ရတယ်စိတ်ကိုလည်းဖြည့်လျှော့ပေးလိုက်ပါဒီအလေးချင်းကောင်းလေးကိုဖြစ်နိုင်မယ်ဆိုရင်108ချိန်လောက်ဇက်တိုက်အချိန်လေးပေးပြီးတော့လုပ်နိုင်မယ်ဆိုရင်တကယ်ကိုစိတ်ကောလူရောပေါ်ပါသွားစေတဲ့လမ်းဆက်မှုတစ်ခုကိုရရှိမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအခုမပြုတ်လုပ်နိုင်သေးရင်လည်း save လုပ်ထားလို့ရပါတယ်တခြားမိတ်ဆွေသိရအောင်လည်း share သွားပေးလို့ရပါတယ်အဲ့တော့ကျွန်မကတော့ပြည်စုံရှင် Wellness and Healing Academy Founder မမြတ်စုဖြစ်ပါတယ်တရားမိတ်ဆွေတွေအားလုံးပြည်စုံရှင်မိသားစုဝင်တွေအားလုံးနေ့ရက်တိုင်းမှာအေးချမ်းပျော်ရွှင်ကြပါစေရှင်